ဒါရိုက်တာရဲ့ခေါင်းနဲ့မင်းသမီးရဲ့နှာခေါင်းပေးနိုင်တဲ့သူကိုစုချင်းငွေချီးမြှင့်ပေးမယ်ဆိုတဲ့အထီကိုအိန္ဒိယကပြည်သူတွေဆန္ဒပြခဲ့ကြတဲ့ရုပ်ရှင်ဒီရုပ်ရှင်ကမထွက်ခင်ကလေးကအိန္ဒိယတနိုင်ငံလုံးစုညံပွက်လို့ရိုက်သွားခဲ့တယ်။ဆန္ဒပြတဲ့သူတွေဒီရုပ်ရှင်ကိုစန့်ကျင်တဲ့သူတွေနဲ့ရုပ်ရှင်တွေမှာပါဝင်ထားတဲ့မင်းသားမင်းသမီးအပြင်ရိုက်ကူးတဲ့ဒါရိုက်တာကိုပါ boycott လုပ်ခဲ့ကြတဲ့အထီပဲ။ဒီရုပ်ရှင်ကသူတို့လေးစားတန်ဖိုးထားရတဲ့အမေလိုသဘောထားတဲ့ဘယင်မပတ်မဝတီကိုစော်ကားတဲ့ရုပ်ရှင်ဆိုပြီးတော့လည်းပြောကြတယ်။ရုပ်ရှင်ထဲမှာဘယင်မပတ်မဝတီနေရာကတရုပ်ဆောင်ထားတဲ့မင်းသမီးဒီဘီကာကကားခုံတာမျိုးတွေရှိခဲ့တယ်။သူတို့ရဲ့ဘယင်မကသူတို့ခေတ်အခါတုန်းကဒီလိုမျိုးလူအရှိမကားခုံတာမျိုးတွေဘယ်တော့မှလုပ်ခဲ့မှာမဟုတ်ဘူးဆိုပြီးတော့လည်းသူတို့ကပြောခဲ့ကြတယ်။ဒါအပြင်တခြားပြဿနာတွေအများကြီးကတော့သမိုင်းနဲ့မတူဘူးဆိုတဲ့ကိစ္စရပ်တွေပဲ။ဒီရုပ်ရှင်ကတကယ်နာမည်လဲကြီးတယ်လို့မျိုးဒီရုပ်ရှင်ကအောင်မြင်မှုတွေလည်းအများကြီးကိုရရှိခဲ့ပါတယ်။ရုပ်ရှင်ရိုက်ကူးတဲ့အချိန်ရုပ်ရှင်မထွက်ခင်အချိန်ကနေရုပ်ရှင်ထွက်ပြီးတဲ့အချိန်ထိကိုစုညံပွက်လို့ရိုက်သွားခဲ့ပေမဲ့အောင်မြင်ခဲ့တဲ့အပြင်ရုပ်ရှင်ထဲမှာမင်းသမီးဒီဘီကာပါတူကုန်းကချီးကျူးမှုတွေအများကြီးကိုရရှိခဲ့တကယ်ကိုအရန်လှပလွန်နေဆိုပြီးတော့လဲလူတွေကပြောခဲ့ကြတယ်။အခုအချိန်ထိဒီကားကိုကြည်ပြီးရတူတိုင်းအမှတ်ရနေတဲ့ရုပ်ရှင်ကားမျိုးပါ။ဒီရုပ်ရှင်ကိုကြည့်ချင်တယ်ဆိုရင်တော့ကျမတို့ရဲ့အနိုင်အောင် channel ကြီးမှာကြည့်လို့ရပါတယ်။ကျမ comment မှာ link ချထားပေးပါမယ်ရှင်။အခုဒီရုပ်ရှင်နဲ့ပတ်သက်တဲ့ဘယင်မပတ်မဝတီရဲ့အကြောင်းကိုကျမနည်းနည်းလေးပြောပြမယ်။ရုပ်ရှင်ကြည့်မဲ့သူတွေကတော့ရပါပြီ။ကျမအခုရုပ်ရှင်တွေကအကြောင်းနည်းနည်းပါသွားနိုင်တဲ့အတွက်ကြောင့်မို့လို့ပါ။အဲ့ဒီခေတ်အခါတုန်းကဘယင်မပတ်မဝတီနဲ့အတူတူအမျိုးသမီးပေါင်း16,000ကျော်လောက်ကမီးပုံတွေကိုခုန်ဆင်းခဲ့ပြီးတော့တရက်ထဲမှာပဲသူတို့ရဲ့အသက်တွေကိုစရေးခဲ့ကြတယ်။ဘယင်မပတ်မဝတီဆိုတာကจิตတော်ရဲ့အလှပဆုံးနဲ့ဉာဏ်ပညာအထက်မြတ်ဆုံးဘယင်မတစ်ပါးဘယင်မကြီးရဲ့လှပမှုတွေကတနယ်လုံးအနှံ့ကိုပြန့်နှံ့သွားခဲ့ပြီးဒီလီမှာရှိတဲ့ဘယင်ကြီးအလာဟူဒင်ခီလ်ကြီးရဲ့နားတဲ့အထိရောက်ရှိသွားခဲ့တဲ့အချိန်မှာဘယင်ကြီးကဒီပတ်မဝတီဘယင်မကိုတိမ့်ပိုက်ချင်လာတဲ့အတွက်ကြောင့်မို့လို့จิตတော်ကိုတိုက်ခိုက်တယ်အဲ့လိုနဲ့จิตတော်တမျိုးလုံးတိုက်ခိုက်သိမ်းပိုက်လို့ရကန်နီးမှာပဲဘယင်မနဲ့အတူတူမြို့မှာရှိတဲ့အမျိုးသမီးပေါင်း16,000ကျော်ကမီးပုံတွေကိုခုန်ဆင်းသွားခဲ့ကြတယ်ဘယင်ကြီးကဒီမျိုးကိုတော့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပေမဲ့အမျိုးသမီးတယောက်ကိုမှမရရှိခဲ့ဘူးဘာလို့လဲဆိုရင်အားလုံးကမီးပုံတွေကိုခုန်ဆင်းသွားခဲ့ကြလို့ဒီသမိုင်းကအစစ်မှန်ဆိုတာကိုယုံကြည်ကြတဲ့သူတွေရှိတယ်လို့မျိုးဒီသမိုင်းကမှားယွင်းနေတယ်ဆိုပြီးတော့ပြောကြတဲ့သူတွေလည်းရှိတယ်ပြောရမယ်ဆိုရင်တော့ဒီ topic ကအိန္ဒိယနိုင်ငံမှာဆိုရင်တော့လုံးဝ sensitive ဖြစ်တဲ့ topic တစ်ခုလို့ပြောရလိမ့်မယ်။ဆန္ဒပြကြတဲ့အကြောင်းအရာကလည်းအမျိုးမျိုးပဲပတ်မဝတီဘယင်မရဲ့အကြောင်းရေးထားတာမှားယွင်းနေရဲ့တချို့ကကြတော့လေဒီဘယင်ကြီးအလာဟူဒင်ခီလ်ကြီးအကြောင်းကိုရေးထားတာမှားယွင်းနေရဲ့ဘယင်ကြီးဟာဘယင်စိုးတစ်ပါးမဟုတ်ခဲ့ဘူးလို့လည်းပြောကြတယ်။တမိုင်းဆိုတော့ရေးထားတဲ့သူရဲ့အတိုင်းပဲပေါ့တမိုင်းဆောင်မှာရေးထားတဲ့အတိုင်းကိုပဲပြည်သူတွေကလည်းသိကြရတာတကယ်အစစ်မှန်ဖြစ်ရကဘာဖြစ်ခဲ့လဲဆိုတာကိုတော့လည်းဘယ်သူမှလည်းမသိနိုင်ပါဘူးလူတွေကတော့သူတို့ယုံကြည်အောင်အမျိုးမျိုးဆွဲပြီးတော့ပြောကြပါတယ်